မင်းကလေးကိုပြားရည်တွေအပြည့်ထည့်ထားတဲ့ပုံတပုံထဲမှာထည့်ထားပြီးနှာခေါင်းထဲကိုတော့အောက်ဆီဂျင်ပိုက်တစ်ခုတက်ဆင်ပေးထားပါတယ်ပြီးနောက်သူမကိုဓာတ်ဆီတွေပြည့်ရှိတဲ့အခန်းတစ်ခန်းထဲကိုခေါ်ဆောင်သွားခဲ့ရင်မဲ့ဒါဟာသူမကိုတတ်ဖို့မဟုတ်ပါဘူးတကယ်တော့သူမရဲ့အသက်ကိုကယ်တင်ဖို့အတွက်ပဲဖြစ်ပါတယ်သူမရဲ့ဖခင်ဖြစ်သူကတော့တမီးဖြစ်သူကိုစိတ်အေးထားဖို့အားပေးနေခဲ့ပါတယ်အမျိုးသမီးတစ်ယောက်ကလည်းအသက်ကိုအသက်နိုင်ဆုံးအောင်ထားဖို့သူမကိုတတိပေးလိုက်ပါတယ်အဲ့ဒီနောက်နှာခေါင်းထဲကအောက်ဆီဂျင်ပိုက်ကိုဖြုတ်လိုက်ပြီးအခန်းကိုမီးရှို့လိုက်ပါတော့တယ်စက္ကန့်ပိုင်းတွင်းမှာပဲမီးတောက်တွေကအခန်းတစ်ခုလုံးကိုကူးစက်ပြန့်နှံ့သွားခဲ့ပါတယ်အခန်းထဲအပူချိန်မြင့်တက်လာတာနဲ့အမျှမိန်းကလေးဟာပြင်းထန်တဲ့အပူဒဏ်ကိုစတင်ခံစားလာရပါတယ်သူမရဲ့အရေးပြားပေါ်မှာအရေးကြီးမှုတွေစတင်ထွက်ပေါ်လာပေမဲ့ဒါဟာအစပြိုးရုံပဲရှိပါသေးတယ်ဖြည်းဖြည်းချင်းပဲပုံထဲကပြားရည်တွေကခဲလာပြီးမာတောင့်သွားခဲ့ပါတယ်မိန်းကလေးရဲ့ခန္ဓာကိုယ်ဟာလည်းလှုပ်ရှားလို့မရတော့ပဲငြိမ်သက်သွားခဲ့ပါတယ်ဒီထက်မကဆက်ဆောက်နေရင်အန္တရာယ်ရှိနိုင်တယ်ဆိုတာကိုအမျိုးသမီးကရိပ်မိသွားပါတယ်သူမဟာအခန်းထဲကိုပေးပို့နေတဲ့အောက်ဆီဂျင်လိုင်းကိုချက်ချင်းပဲပိတ်ပစ်လိုက်ပါတယ်အောက်ဆီဂျင်မရှိတော့တာနဲ့တပြိုင်နက်မီးတောက်တွေဟာချက်ချင်းငြိမ်းသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အောက်ဆီဂျင်ပြန်လည်ထုတ်လွှတ်ပေးခဲ့ပါတယ်တခန်းလုံးဟာလည်းပိုးမွားတွေလုံးဝကင်းစင်သွားတဲ့နေရာတစ်ခုဖြစ်သွားခဲ့ပါပြီဒီလိုလုပ်ရတဲ့အကြောင်းရင်းကတော့မိန်းကလေးရဲ့ခုခံအားစနစ်ဟာအလွန်အမင်းအားနည်းနေလို့ဖြစ်ပါတယ်သူမဟာပိုးမွားကင်းစင်တဲ့ပတ်ဝန်းကျင်မျိုးမှာပဲအသက်ရှင်နိုင်မှာပါပြီးနောက်အမျိုးသမီးကသူမကိုအပြင်ထွက်လာဖို့ပြောလိုက်ပါတယ်အားလုံးအံ့အားသင့်သွားရတာကတော့မိန်းကလေးဟာပုံမှန်တိုင်းမတက်ရက်ပြီးထွက်လာနိုင်ခဲ့တာပါပဲသူမရဲ့အရေးပြားပေါ်မှာရှိနေခဲ့တဲ့အရေးကြီးမှုတွေအားလုံးဟာလည်းလုံးဝပျောက်ကွယ်သွားခဲ့ပါပြီ